အဲ့ဒီညမှာပဲစိုက်ရင်အချက်ပေးတန်တွေအကျယ်ကြီးမြည်လာခဲ့တယ်ထောင်ကန်းဝင်ရှာနေပြီကျွန်တော်နှလုံးသားတစ်ခုလုံးဒူးပေါ်အထိပြုတ်ကျသွားတယ်လို့ခံစားလိုက်ရပြီးတော့ကိုရှာတွေ့သွားရင်ထောင်တန်းတွေပိုတိုးတော့မယ်ဆိုပြီးကြောက်လန့်သွားခဲ့တယ်ရဲတယောက်ကကျွန်တော်အခန်းတော့ကိုဖွင့်ကောင်းအောက်တွေကိုရှာဖွေပြီးတခန်းလုံးကိုမှုနှောက်ရှာဖွေတော့တာပဲဒါပေမဲ့သူတို့ဘာမှရှာမတွေ့ခဲ့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကအဲ့ဒီတော့ကိုပါဆက်ထဲငုံထားခဲ့လို့ပါသူတို့ထွက်သွားတဲ့အခါမှာတော့ဒါဟာထောင်ချောက်ဖြစ်နေရင်တော့မှကျွန်တော်အတွက်ထွက်ပြေးဖို့တခုတည်းတော့အခွင့်အရေးဆိုတာသိနေလို့ည2 နာရီအထိစိတ်ရှိရှိနဲ့စောင့်နေခဲ့တဲ့တော့ကိုလှည့်လိုက်တဲ့အခါထောင်ကန်းတကားကကလစ်ဆိုတဲ့အတန်နဲ့ပွင့်သွားခဲ့တယ်ဘာဆက်ဖြစ်မလဲမသိချပေမဲ့အမောင်ထဲကိုခြေလန်းလန်းပြီးဝင်းထဲကိုဥတီလျှောက်လာခဲ့တယ်ဝင်းထဲရောက်တော့အဲ့ဒီထောင်ထင်းကကျွန်တော်ကိုစောင့်နေတာတွေ့လိုက်ရတယ်သူကတိုးတိုးလေးပြောတယ်ငါနောက်ကလိုက်ခဲ့ကျွန်တော်နှလုံးတွေတဒိန်းဒိန်းခုန်နေတော့မယ်အမောင်ထဲကနေဖြတ်တန်းပြီးသူကကျွန်တော်ကိုအနောက်ဘက်ကခြံစည်းရိုးအပေါက်ကြီးတစ်ခုစီခေါ်သွားပေးတယ်အဲ့ဒီတော့မှသူကျွန်တော်ကိုတကယ်ကူညီနေမှန်းသိလိုက်ပြီးအပေါက်ကနေအမြန်ပဲတစ်ဖက်ကိုတွားလွတ်မြောက်ခဲ့တယ်ကျွန်တော်နောက်ဆုံးတော့လွတ်မြောက်သွားခဲ့ပြီးဒါပေမဲ့အရန်ကိုဇဝေဇဝါဖြစ်နေတော့မယ်ကျွန်တော်ထောင်ထင်းဘက်ကိုလှည့်ပြီးမေးလိုက်တယ်ခင်ဗျားဘာလို့ဒါတွေလုပ်ပေးရတာလဲသူ့မျက်ဝန်းတွေထဲမှာမျက်ရည်တွေပြည့်ရှံလာပြီးပြောရှာတယ်ဘာလို့လဲဆိုတော့မင်းမှာအပြစ်မရှိဘူးဆိုတာငါသိလို့ပေါ့ငါညီကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက်မင်းကိုအကွက်ဆင်ပြီးထောင်ချခဲ့ကြတာငါမိသားစုကြောင့်မင်းဘဝပျက်စီးသွားရတာကိုတိတိကြီးနဲ့ငါဆက်ပြီးမနေနိုင်တော့ဘူးဒါကြောင့်ဘယ်သူမှမသိငါအောင်မင်းကိုအစုပ်ပလုတ်တယောက်လိုဆက်ဆံခဲ့တာကျွန်တော်ဘာမှပြန်မပြောနိုင်ခင်မှာပဲလင်းထိန်နေတဲ့လက်နေတမီအလင်းတန်းတွေကျွန်တော်တို့စီကြားရောက်လာပြီးရဲတွေအပြေးလွှားလာနေတဲ့ခြေတံတွေကိုကြားလိုက်ရတယ်သူကကျွန်တော်အနောက်ကတော့အုပ်ကိုညှို့ပြပြီးအော်ပြောတယ်ပြီးတော့ဒါကြောင့်ကျွန်တော်နောက်လည်းမကြည့်ပဲအစွမ်းကုန်ပြေးခဲ့တော့တယ်ဒါပေမဲ့နောက်ကနေသူ့ကိုမြေကြီးပေါ်ဆွဲလဲချလိုက်တဲ့အတန်နဲ့လက်ထိတ်ခတ်လိုက်တဲ့ကလစ်ဆိုတဲ့အတန်တွေကိုအတိုင်းသားကြားနေရတော့မယ်ကျွန်တော်နောက်လည်းပြီးသူ့ကိုတွားကူညီခြင်းပေမဲ့အဲ့ဒီလိုလုပ်ရင်သူ့ရဲ့အားထုတ်မှုတွေအားလုံးအလားအဖြစ်သွားလိမ့်မယ်ဒါကြောင့်ကျွန်တော်ထောင်ထဲဝေးရကိုပဲစက်တိုက်ပြေးခဲ့ပြီးနောက်ဆုံးတော့လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်သွားခဲ့တယ်ကျွန်တော်ပျော်ရွှင်တင်တာမှန်ပေမဲ့ကျွန်တော်ကိုလွတ်မြောက်အောင်ကူညီပေးပြီးလွတ်လပ်ခွင့်ပေးခဲ့တဲ့လူသားတစ်ယောက်ကတော့သူ့ရဲ့ဘဝကိုဆုံးရှုံးလိုက်ရပြီဆိုတာတွေးမိတဲ့အခါကျွန်တော်ဘယ်လိုလုပ်ပြီးစိတ်ချမ်းသာနိုင်မှာတော့မလဲဗျာ